ခေါက်ကတော့ခေရဲ့ birthday vlog လေးပဲဖြစ်ပါတယ်ရှင်ဒီကနေ့မွေးနေ့မှာတော့အရင်နှစ်ကလိုပဲတငယ်ချင်း၄ယောက်နဲ့ပဲလုပ်ဖြစ်ခဲ့ပါတယ်ဟိုကတော့မွေးနေ့ပဲလုပ်မယ် cafe city ကိုသွားနေရပါရှင် okay မွေးနေ့တက်ဆိုပြီး cafe city မှာ2နာရီခွဲလောက်ကနေ booking တင်ထားတာဒါပေမဲ့ okay တို့က3နာရီလောက်မှရောက်သွားတယ်ပေါ့နော်ပြီးတော့ဒီနေ့မွေးနေ့ကိုလည်းရိုးရိုးရှင်းရှင်းလေးပဲလုပ်ချင်တာဖြစ်တဲ့အတွက် make up လည်းအရင်မပြင်ထားသလို dress လေးကိုလည်းရိုးရိုးရှင်းရှင်းလေးပဲဝတ်ခဲ့ပါတယ်ရှင်အပြော်ရောက်ပြီးချင်း okay တို့ reservation လုပ်ထားတဲ့ table နံပါတ်လေးကိုတွားလိုက်တယ်ပေါ့နော် okay ကတော့ဒီအထဲထဲမှာပဲမွေးနေ့ပဲလုပ်မယ်ဆိုပြီးတော့၄ယောက်စာလေးကို booking တင်ထားခဲ့ပါတယ်ရှင်အားနဲ့အိတ်ဆိုင်ရဝန်ထမ်းအမကို okay booking တင်ထားတဲ့နာမည်လေးပြောပြီးတော့အိတ်စပွဲဝိုင်းအောင်တွားလိုက်ပါတယ်ရှင်ဒါတော့ okay တို့ booking လုပ်ထားတဲ့နေရာလေးမှာထိုင်နေတာပေါ့နော်ပြီးတော့ဒီတစ်ခေါက်မွေးနေ့ရဲ့ birthday နေ့လေးကတော့ဒီလိုမျိုးလေးပါ okay တို့လာတဲ့ချိန်ကလူသိမ့်မရှိဘူးပေါ့နော်ပြီးတော့ okay ဒီတစ်ခေါက်မွေးနေ့မှာကိတ်မုံလေးမပါတာနဲ့ကိတ်မုံလေးကိုလည်းဒီ cafe city မှာရှိတဲ့ကိတ်ဆိုင်လေးမှာပဲ okay အင်ဂျင်လေးနဲ့ light မဲ့ red velvet ကိတ်လေးကိုပဲရွေးလိုက်ပါတယ်ရှင် okay တို့ကိတ်မုံရွေးပြီးတဲ့အခါကျတော့ okay တကယ်ချင်းတယောက်ကလည်းအရင်နှစ်ကလိုပဲနောက်ကျနေရဆိုတော့လေသူ့ကိုစောင့်နေနေပဲအပြင်မှာထွက်ပြီးပုံလေးရိုက်နေလိုက်ပါတယ်ရှင်ခဏလောက်လည်းပုံရိုက်ပြီးတဲ့အခါကျတော့အထဲဝင်ပြီးတော့ okay တို့လူလဲစုံပြီးဆိုတော့ okay တို့စားမယ့် menu လေးတွေကြည့်ပြီးတော့မှာပါတယ်ရှင် cafe city ရဲ့ European food တွေကတော်တော်လေးနာမည်ကြီးရဆိုတော့အကုန်လုံးသိပြီးသားဖြစ်မှာပါရှင်ဒါပေမဲ့သူကဈေးနှုန်းလေးတွေတော့ရေးမထားဘူးပေါ့နော်အဲ့တော့မာဆက်ရှိလဲမှာပြီးဆိုတော့ okay ဓာတ်ပုံဆက်ရိုက်ပါတယ်ရှင်ဓာတ်ပုံကတော့ Ikari ကကင်မရာလေးယူလာတယ်ပေါ့နော်အဲ့ကင်မရာလေးနဲ့ပဲ okay ဒီနေ့မွေးနေ့မှာအဲ့ကင်မရာလေးနဲ့ပဲပုံလေးရိုက်ဖြစ်ခဲ့ပါတယ်ဒါလေးကတော့ outfit shot လေးပါရှင်နောက်ပြီးတော့ okay ဓာတ်ပုံရိုက်ပြီးပြီးသွားတဲ့ခါကျတော့ okay တငယ်ချင်းတွေကိုလည်းတယောက်ကလေးစီပြင်ပေးပါတယ်ရှင်ခုကတော့ okay တို့မှာထားလေးလည်းရောက်ပါပြီရှင် okay ရဲ့မွေးနေ့ကိတ်လေးကိုလည်းဒီပကံများလေးပေါ်မှာတင်ပြီး happy birthday ဆိုပြီးရေးခိုင်းလိုက်တယ်ပေါ့နော် okay တို့ pasta တွေ spaghetti တွေပဲစားကြပါတယ်ပြီးတော့တယောက်ကိုအေးတစ်ခွက်စီနေ okay ကတော့ carbonara စားခဲ့တယ် carbonara ကိုစက်သားလေးနဲ့ပေါ့နော်ဒီ carbonara လေးကစားလို့ကောင်းပေမဲ့ဒီ cafe city ရဲ့ carbonara ကတော့အရင် cream နည်းနည်းပြစ်တယ်လို့ခံစားရတယ်ပေါ့နော်ပြီးတော့စက်သားထပ်ပေါ့နော်မိုတွေကပိုများတယ်လို့ခံစားရတယ်ပြီးတော့၄ယောက်သားစုပြီးတော့ပေါ့နော်ကင်မရာနဲ့ပေါ့နော်ဒီလို selfie ဆွဲပြီးရိုက်လိုက်ပါတယ်ရှင်ဒီတငယ်ချင်း၄ယောက်ကအဲ့လိုမျိုးတစ်နှစ်မှာတစ်ခါလောက်အလိုမွေးနေ့တွေမှာပဲစုံဖြစ်ကြတာပေါ့နော်ဟုတ်ရင်ကြားထဲမှာတိတ်ပြီးတော့ကိုမအားတုံမအားဆိုတိတ်ပြီးမတွေ့ဖြစ်ကြဘူးအဲ့နဲ့စုံတုံးလေးဆိုတော့တော်တော်လေးအများကြီးဆောက်ခဲ့ပါတယ်ရှင်နောက်ဆုံးမှာတော့ကိတ်မုံခွဲတဲ့ session ပေါ့ရောက်သွားပြီအဲ့တော့မီးလေးထုံးပြီးတော့အရင်ဆုံးကိတ်မုံလေးနဲ့ပုံရိုက်လိုက်တယ်ရိုက်ပြီးတဲ့အခါကျတော့မွေးနေ့ကိတ်ခွဲမယ်ဆိုပြီးတော့တငယ်ချင်းနဲ့တို့ happy birthday တချင်းဆိုပါတယ်ရှင်ခုကတော့တကယ်ကိုကိတ်ခွဲလိုက်ပါပြီရှင်ကိတ်ကတတိလေးဆိုတော့ဒီလိုမျိုးလေးပဲတစ်စိတ်ခွဲလိုက်ပါတယ်ရှင်ဒါဆိုရင်တော့ okay ရဲ့ birthday vlog လေးကိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်ရှင်ခုကတော့အိမ်ပြန်ရောက်ပြီဆိုတော့ဆိုင်ရှိမှာလဲပေါ့နော်မိုးလဲချုပ်တော့မီးလေးလည်းဖွင့်ထားပါတယ်အဲ့တော့တခါတည်းပုံလေးပါတခါရိုက်ခဲ့ပါသေးတယ်ဆိုင်ရှိမှာပုံလေးရိုက်ပြီးတော့တကယ်အိမ်ပြန်ရောက်ပါပြီ okay အိမ်ပြန်တော့ okay တို့ကို okay တငယ်ချင်း Ikari ကနေပြီးတော့ကားမောင်းပြီးအိမ်ပြန်လိုက်ပို့ပေးပါတယ်ကားမောင်းတက်ဆရာမကြီးဆိုတော့လေ so see you my next video guys ဒီနေ့မွေးနေ့ကအရင်နှစ်ကထက်ရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့လည်းပျော်ခဲ့ရပါတယ်ရှင် so bye bye